Shalom along by Minglaba, Yeshua Namana, no call Setabare, Janonamea, Shanpilo, Kobare, Yaku Lashi, Malaysia Nangan, Slangopine, Kalang Mima Christian Fellowship Atenoma, Tengo Satia Nene, Power, a Sekane Bare, Dinema, the video up here, Jono, Jonia Pechene, Mayset Pechene, Ayatakushi Bare, Araga Bale Soro. ယုံကြည်ခြင်းဆိုတဲ့စာအုပ်ဖြစ်ပါတယ်ဒီစာအုပ်ဟာဆိုရင်ကျွန်တော်ကိုယ်တိုင်ရေးခဲ့ပြီးတော့ထုတ်ဝေခဲ့တဲ့စာအုပ်လေးဖြစ်တဲ့ဆိုတဲ့အရာကိုမိတ်ဆက်ပေးချင်ပါတယ်။ဘာကြောင့်ကျွန်တော်ဒီယုံကြည်ခြင်းစာအုပ်ကိုထုတ်ဝေခဲ့တယ်လဲလို့เนาะမေးခွန်းကိုကျွန်တော်ဖြေချင်တယ်။ဘာကြောင့်ကျွန်တော်ထုတ်ဝေခဲ့လဲဆိုတော့ကျွန်တော်တို့ယုံကြည်သူတွေဟာယုံကြည်ခြင်းအဖြစ်ကယ်တင်ခြင်းကိုရတယ်လို့ခရိယန်အသက်တာကိုကျွန်တော်ရှောက်လန်းတဲ့အခါမှာယုံကြည်ခြင်းအဖြစ်တာလဲကျွန်တော်တို့အောင်မြင်ခြင်းကျွန်တော်တို့ရဲ့အိမ်မက်ကျွန်တော်တို့ရဲ့ပန်းတိုင်ကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ဒီစာအုပ်ကိုယုံကြည်ခြင်းဆိုတဲ့ခေါင်းစဉ်ကိုပေးပြီးတော့ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ဒီစာအုပ်လေးဟာဆိုရင်စာအုပ်အသေးလေးဖြစ်တဲ့မီနီစာအုပ်လေးဖြစ်တဲ့ဆိုတော့ဒီစာအုပ်ကိုထုတ်လုပ်နိုင်ဖို့ရန်အတွက်ရှေးဦးစွာကျေးဇူးပြုတဲ့အဆဆအရာရာအားလုံးကို BC ပြမြောက်စေတဲ့ပို့ဆောင်ပေးတဲ့ဖခင်ကိုချီးမွမ်းတယ်လို့ဒီစာအုပ်ကိုပြမြောက်ဖို့ရန်တဲ့အဖက်ဖက်ကနေပြီးတော့ပံပိုးကိုညီတဲ့သူအရောက်တိုင်းကိုလည်းကျေးဇူးတင်တယ်လို့ဒီစာအုပ်ကိုဖတ်ရှုဝယ်ယူမဲ့သူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကိုဒီဗီဒီယိုအဖြစ်ကြော်ညာအသိပေးခြင်းနဲ့မလေးရှားနိုင်ငံမှာဒီစာအုပ်ကိုပြည်နယ်အားလုံးမှာရရှိမှာဖြစ်တယ်။ဒါကြောင့်ဒီစာအုပ်ကိုလိုချင်တယ်ဆိုရင်အပေါ်မှာကျွန်တော်ဖုန်းနံပါတ်တွေ link တွေချထားပေးမှာဖြစ်တယ်။အဲဒီကနေပြီးတော့ဆက်သွယ်လို့ရတယ်ဆိုတဲ့အရာကိုလည်းပြောပြချင်တယ်။မြန်မာနိုင်ငံမှာဆိုရင်တော့ရောင်ကုန်မှာရမယ်။ပြီးတဲ့အခါမှာစကိုင်းကလေးမှာရရှိမှာဖြစ်တယ်ဆိုတဲ့အရာကိုပြောပြချင်တယ်။မြန်မာနိုင်ငံမှာတော့တအုပ်ကိုကျပ်9000နဲ့ရောင်းချမှာဖြစ်ပြီးတော့မလေးရှားနိုင်ငံမှာတော့ringgit 30နဲ့ရောင်းချမှာဖြစ်တယ်တခြားပြည်ပနိုင်ငံတွေကနေပြီးတော့ဝယ်ယူချင်တယ်မှာယူချင်တယ်ဆိုရင်လည်းဆက်သွယ်လို့ရတယ်ဆိုတဲ့အရာကိုပြောပြချင်ပါတယ်ဒီစာအုပ်လေးထဲကเนาะအကြောင်းအရာတစ်ခုကျွန်တော်ဒီထဲမှာကျွန်တော်ကြိုက်တဲ့အရာတွေအများကြီးရှိတယ်ဒီထဲကတစ်ခုကိုနားလည်စေချင်တဲ့အရာကဘာလဲဆိုတော့ယုံကြည်ခြင်းနဲ့တင်စတင်ခြေလန်းတာနဲ့စာတန်ကလည်းမယုံကြည်နိုင်အောင်စတင်ခြေလန်းနေပြီဆိုတာတတိယပါဆိုတဲ့ပထမစာမျက်နှာမှာရေးထားတဲ့အကြောင်းအရာလေးနဲ့ဒီစာအုပ်ကိုမိတ်ဆက်ချင်ပါတယ်ကျေးဇူးတင်ပါတယ်ဝယ်ယူတဲ့သူတွေဖတ်ရှုပေးတဲ့သူတွေဖြန့်ချိပေးတဲ့သူတွေအဖက်ဖက်ကနေပြီးတော့ကိုညီပေးတဲ့သူတွေအရောက်တိုင်းကိုအထူးပဲကျေးဇူးတင်ကြောင်းဒီဗီဒီယိုကနေပြီးတော့ကျေးဇူးတင်စကားနဲ့အတူစာအုပ်မိတ်ဆက်ကြော်ညာချင်ပါတယ်အရောက်တိုင်းပေါ်မှာဖျက်ရှင်ကောင်းချီးပေးပါစေအာမင်